တချီနှုံးကဟောဒီဝေပုံလတောင်ဟာပါစီနာဝန်သားဆိုတဲ့နာမည်နဲ့ထင်ရှားခဲ့ဘူးတဲ့အဲ့ဒီတုန်းကလူသားမျိုးနွယ်တွေကိုတီဝရမျိုးနွယ်လို့ခေါ်တယ်နှစ်ပေါင်း4000အသက်ရှည်ကြတောင်ကြီးက4ရက်တက်ပြီး4ရက်ဆင်းရလောက်အောင်မြင့်မားတယ်အဲ့ဒီခါတုန်းကလောကသုံးပါးမှာကောက်ကုတန်မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်ဝိတုဒ္ဓနဲ့သိင်္စီဝါဆိုတဲ့လက်ဝဲတော်ရန်လက်ရတော်ရန်အက္ခတာဝကနှစ်ပါးဖြစ်ထွန်းတော်မူခဲ့တယ်ယဟန်တို့ကြည်ပါအဲ့ဒါတွေအခုဘာမှမရှိတော့ဘူးတဲ့ပါစီနာဝန်သားဆိုတဲ့နာမည်လေးပျောက်သွားပြီနှစ်ပေါင်း4000အသက်ရှည်ရတဲ့တီဝရလူမျိုးတွေလည်းမကြံတော့ဘူးကောက်ကုတန်ဘုရားရှင်ကိုရမြတ်ကြီးလည်းပဲပြိဋိဘံဆန်းသွားပြီရဟန္တာရှင်မြတ်တွေလည်းအကုန်လုံးပြိဋိဘံဆန်းသွားကြပြီဒါကြောင့်မလို့သင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမမြဲတဲ့သဘောမခိုင်တဲ့သဘောမတက်တာတဲ့သဘောရှိတယ်အဲ့ဒီလိုမကောင်းမွန်တဲ့အတွက်ကြောင့်ဒီသင်္ခါရတရားတွေရဲ့ပုံမှာပြင်းပြင်းထန်ထန်ညှင်းငွေခြင်းကတင့်ဆွဲမဲ့မှုကင်းခြင်းကတင့်တယ်လွတ်မြောက်ခြင်းကတင့်တယ်တဲ့ဒါမြန်မာပြန်ရိုးရိုးလေးပြောကြည့်တာဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဒေသနာကိုဆက်ဟောတယ်ယဟန်တို့တဲ့ဒီလိုနဲ့ကာလအလွန်ကြာလာတဲ့အချိန်မှာဟောဒီဝေပုံလတောင်ကြီးရဲ့နာမည်ကပဲပါစီနာဝန်သားဆိုတဲ့နာမည်ပျောက်ပြီးတော့ဝင်ကကဆိုတဲ့နာမည်နဲ့ထင်ရှားလာပြန်နေတဲ့ဟောတောင်ကြီးရဲ့နာမည်ကဝင်ကကတဲ့နော်တောင်ကမပြောင်းလဲဘူးနာမည်တွေကပြောင်းနေတယ်ဟုတ်လားအဲ့ဒီခါတုန်းကဝင်ကကတောင်ရဲ့ဝန်းကျင်မှာနေကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့ရောဟိတတလူမျိုးတွေလို့ခေါ်တယ်တဲ့အဲ့ဒီရောဟိတတလူသားမျိုးနွယ်တွေဟာနှစ်ပေါင်း3000ကြာအောင်အသက်ရှည်ကြတယ်သူတို့တွေကအဲ့ဒီဝင်ကကတောင်ပေါ်ရောက်ချင်တယ်ဆိုလို့ရှိရင်3ရက်တက်ရတယ်ဆင်းကျင်ရ3ရက်ဆင်းရတယ်အဲ့ဒီခါတုန်းကလောကသုံးပါးမှာကောဏဂုံဆိုတဲ့မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်အဲ့ဒီကောဏဂုံမြတ်စွာဘုရားမှာဘိယောတနဲ့ဥတ္တရမထေဆိုပြီးတော့လက်ရတော်ရန်လက်ဝဲတော်ရန်အက္ခတဝကနှစ်ပါးဖြစ်ပေါ်ခဲ့တယ်ဒါသမိုင်းကြောင့်ပြောတာနော်ပတ္တထဘိက္ခွေယဟန်တို့ကြည်ပါတဲ့ဟောညနေစဉ်းစားခိုင်းတာပဲအဲ့ဒါကိုလေတာစီဝိမတပပ္ပတတသမညာအန္တရဟိတာဝင်ကကဆိုတဲ့တောင်ကြီးရဲ့နာမည်ပျောက်ကွယ်သွားခဲ့ပြီတိစမနုဿကာလင်္ကတာနှစ်ပေါင်း3000အသက်ရှည်ကြတယ်ရောဟိတတလူသားမျိုးနွယ်တွေတရားမှမကြံတော့ဘူးတဲ့သောစဘဂဝါပြိဋိဘုတော်လောကသုံးပါးမှာအထွတ်အထိပ်ဖြစ်တော်မူခဲ့တဲ့ကောဏဂုံမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးလည်းပြိဋိဘံဆံသွားပြီဧဝံသင်္ခါရဘိက္ခွေအနိစ္စဧဝံသင်္ခါရအတုဝဧဝံသင်္ခါရအနတ္တတင်လာသေးတာဒီစကလုံးသုံးလုံးလဲပအောင်ယူသွားဟုတ်လားနေဗိန္ဒီတုံဝိရဇိတုံဝိမု सी တုံနေဗိန္ဒီတုံဆိုတာဘာတော့ညင်းငွေချင်းငါဝိရဇိတုံဆိုတာဘာတော့ဆွဲမဲ့မှုကင်းခြင်းငါဝိမု सी တုံဆိုတာလွတ်မြောက်ခြင်းငါဟုတ်လားဒါမြတ်စွာဘုရားဖြစ်စေခြင်းနဲ့ဆန္ဒပဲအဲ့ဒီအပိုက်လေးဟောပြီးတော့မြတ်စွာဘုရားတတိယပိုက်ဆက်ပြီးတော့ဒေသနာကိုဟောတော်မူတယ်ယဟန်တို့တဲ့ဒီလိုနဲ့ကာလအလွန်ကြာလာတဲ့အချိန်မှာဟောဒီဝေပုံလတောင်ကြီးရဲ့အဲ့ဒီဝင်ကကဆိုတဲ့နာမည်ဟာပျောက်ကွယ်သွားပြီးတော့သူပတ္တဆိုတဲ့နာမည်နဲ့ထင်ရှားလာပြန်နေတဲ့သူလည်းလောကဇက်ခုံမှာလောကရအမျိုးမျိုးနဲ့အပြောင်းလဲမျိုးမျိုးနဲ့သွားနေတာပေါ့ဟုတ်လားအဲ့ဒီတော့ကအဲ့ဒီသူပတ္တတောင်ကြီးရဲ့ဝန်းကျင်မှာရှိကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့တုတ်ပိယမျိုးနွယ်တွေလို့ခေါ်တယ်တဲ့အလွန်ချစ်စရာကောင်းတဲ့လူသားမျိုးနွယ်တွေလို့အဓိပ္ပာယ်ရမယ်ပေါ့နော်တောင်ကြီးကလည်းအလွန်ကြည့်လို့ကောင်းတဲ့ရှုခင်းလှတဲ့တောင်ကြီးပေါ့အဲ့ဒီတုတ်ပိယမျိုးနွယ်လူသားတွေဟာနှစ်ပေါင်း2000ကြာအောင်သက်ရှိကြတယ်တဲ့သူတို့တွေကအဲ့ဒီသူပတ္တတောင်ကြီးဘောကိုရောက်ချင်တယ်ဆိုလို့ရှိရင်2ရက်တက်ရတယ်ဆင်းကျင်ရင်2ရက်ဆင်းရတယ်အဲ့ဒီခါတုန်းကလောကသုံးပါးမှာကတ္တပဆိုတဲ့မြတ်စွာဘုရားထင်ရှားပွင့်ခဲ့တယ်တိဋ္ဌနဲ့ဘာရဒါဇဆိုတဲ့အက္ခတဝကမထေရမြတ်ကြီးနှစ်ပါးမြတ်စွာဘုရားရဲ့အလုပ်ကျွေးဖြစ်ခဲ့တယ်ဟုတ်လားအက္ခတဝကဖြစ်ခဲ့တယ်ပေါ့နော်ယဟန်တို့ကြည်ပါတဲ့အဲ့ဒီတုန်းကဟောဒီဝေပုံလတောင်ကြီးရဲ့သူပတ္တဆိုတဲ့နာမည်ဟာပျောက်ကွယ်သွားခဲ့ပြီနှစ်ပေါင်း2000အသက်ရှည်ကြတယ်လို့ဆိုတယ်နော်တုတ်ပိယမျိုးနယ်လူသားတွေအကုန်လုံးသိဆုံးသွားကြပြီလောကသုံးပါးမှာအထွတ်အထိပ်ဖြစ်တော်မူတဲ့ကတ္တပဘုရားရှင်ကိုရမြတ်ကြီးလည်းပြိဋိဘံဆံသွားပြီသင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမတည်မြဲတဲ့မခိုင်မာတဲ့မသက်တာတဲ့သဘောရှိတယ်အနေစာအတုဝအနတ္တတိကဟုတ်လားဒါကြောင့်မလို့ဒီသင်္ခါရတရားတွေရဲ့ပုံမှာနိဗ္ဗာန်တိတုံညင်းငွေခြင်းကဝိရိယတုံဆွဲမဲ့မှုကင်းခြင်းကဝိမု सी တုံလွတ်မြောက်ခြင်းကအလံသင်လာသေးတာဒီပြောပုံလေးအလွန်မှကောင်းတယ်နော်မှတ်သားစရာကောင်းတယ်ဟုတ်လားဒီချိန်လုံးကဖြစ်ခဲ့တဲ့အနေအထားတွေကိုပြောပြီးတော့သုံးသပ်ပြတာဘယ်လောက်ထိတောင်မှနော်အနှစ်သားရှိတယ်ဆိုတာကိုစဉ်းစားဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဒေသနာကိုဟောတယ်တဲ့ယဟန်တို့တဲ့အဲ့ဒါလိုနဲ့ကာလကြာလာပြီးတော့ဒီကနေ့ဒီအချိန်ခါအခုချိန်ခါပြစ္ဆုတ်ပံရောက်လာပြီနော်ဟောဒီဝေပုံလတောင်ကြီးရဲ့နာမည်ဟာဝေပုံလဆိုတဲ့နာမည်နဲ့ပဲအခုထင်ရှားနေတယ်တဲ့ဒီဝေပုံလတောင်ကြီးရဲ့ဝန်းကျင်မှာနေကြတဲ့လူသားမျိုးနွယ်တွေကိုကြတော့မဂရကမျိုးနွယ်တွေလို့ခေါ်တယ်တဲ့မာဂရလူမျိုးတွေ
သူတို့ရဲ့တက်တန်းကဘယ်လောက်ရှည်တုံးဆိုတော့နှစ်ပေါင်း100ပိုရင်နဲ့နဲ့ဟောဒီမကရလူမျိုးတွေကဟောဒီဝေပုံလတောင်ပေါ်ကိုရောက်ချင်တယ်ဆိုရင်တမုတ်ချင်းတက်လို့ရတယ်တမုတ်ချင်းဆင်းလို့ရတယ်တောင်ကြီးလည်းအလွန်နှိမ့်သွားတယ်နော်ဒီအချိန်ဒီအခါကာလမှာငါဘုရားရှင်ကိုရမြတ်ကြီးသစ္စာလေးပါးကိုသိမြင်လို့တပ်ပညုတဉာဏ်ကိုရလို့ဘုရားဖြစ်ခဲ့တယ်ရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်ဆိုပြီးတော့အက္ခတာဝကအစုံဖြစ်ပေါ်ခဲ့တယ်ဒါကိုလည်းပဲမြတ်စွာဘုရားဘာလို့ခိုင်းတော့စဉ်းစားခိုင်းတယ်ကြည်ခိုင်းတယ်ပတ္တထဘိက္ကိုရန်တို့ကြည်ပါတဲ့ဟောဒီဝေပုံလတောင်ကြီးရဲ့ဒီဝေပုံလဆိုတဲ့နာမည်ကတစ်ချိန်မှပျောက်ကွယ်သွားအောင်မေးတဲ့တားလို့မရဘူးနော်အနေဆစက်ရန်တရားကြီးကိုဘုရင်တို့တားလို့မရဘူးဟုတ်လားနှစ်ပေါင်း100အသက်ရှည်ကြတယ်ဆိုတော့ဟောဒီမကရလူမျိုးတွေတရားမှကြံမှာမဟုတ်တဲ့တစ်ချိန်မှအကုန်လုံးတည်ဆုံးသွားလိမ့်မယ်ဘုရားရှင်ကိုရမြတ်ကြီးလည်းပဲပြိဋိဘံဆန်သွားလိမ့်မယ်ငါဘုရားလည်းပြိဋိဘံဆန်သွားလိမ့်မယ်ဒါကြောင့်သင်္ခါရတရားတွေဆိုတာအဲ့ဒါလိုမတည်မြဲသောမခိုင်မာသောမသက်သာသောသဘောရှိတယ်ဒါကြောင့်ညီးငွေခြင်းကဆွဲမဲ့မှုကင်းခြင်းကလွတ်မြောက်ခြင်းကတင့်တယ်တဲ့